Letter from Burma မြန်မာပြည်ကရေးတဲ့စာအပန်းဖြေနားရက်များလေးဝမ်းနည်းဖွယ်ကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုကကျမပုဂံမှာနေခဲ့တဲ့နေ့တွေအကြောင်းရေးသားနေစဉ်မှာပဲမြန်မာပြည်အတွက်လုံးဝမကြားဘူးတဲ့အဖြစ်ဆိုးတစ်ခုဟာဒီရှေးမြို့ဟောင်းနဲ့မဝေးလှတဲ့တနေရာမှာဖြစ်ခဲ့ပါတယ်ဂျပန်ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးတစ်ယောက်ကိုသူငှားရမ်းလာတဲ့မော်တော်ဆိုင်ကယ်သမားကတတ်လိုက်တယ်ဆိုတဲ့အဖြစ်ဟာသစိမ်းတွေအပေါ်အဲဝစ်ကြေတဲ့နေရာမှာကြော်ကြားလှတဲ့အရက်ဒေသကလူတွေကိုအံ့အားသင့်တုန်လှုပ်စေပါတယ်။ဒီရာဇဝတ်မှုဟာနိုင်ငံတစ်ဝန်းလုံးကိုရိုက်ခတ်တုန်လှုပ်သွားခဲ့ပြီးဒီအဖြစ်ဖြစ်တဲ့နေရာနဲ့မဝေးလှတဲ့ညောင်ဦးမြို့ကမြို့သားတစ်ယောက်ကကျမတို့အားလုံးကိုစားပြောလိုက်တယ်လို့ဒီလောက်ဆိုးတဲ့အဖြစ်မျိုးဒီမှာဘယ်တော့မှမဖြစ်ခဲ့ဘူးပါဘူးကျွန်တော်တော့နားမလည်နိုင်ဘူးကျွန်တော်တို့ဒီလိုမျိုးမဟုတ်ပါဘူးရှက်ဖို့ကောင်းလိုက်တာဒီအမှုကျူးလွန်တဲ့သူကိုတော့ဖမ်းမိထားပြီးတရားဥပဒေအတိုင်းစီရင်မှာဖြစ်ပေမဲ့ဒီမိန်းမငယ်ကလေးရဲ့အသက်ကတော့အစားပြန်မရနိုင်တော့ပါဘူးသူနဲ့သိကျွမ်းခင်မင်ကြသူတွေအားလုံးကိုကျမတို့ရဲ့ဝမ်းနည်းမှုကိုသိရှိစေလိုပါတယ်အရာရာတိုင်းဟာအနိစ္စဖြစ်ပြီးဘယ်အရာမှမမြဲပါဘူးဒါဟာဗုဒ္ဓဝါဒကကျမတို့ကိုသင်ကြားပေးတာဖြစ်ပြီးပကံကလည်းဒါကိုပဲသင်ပြပေးနေပါတယ်ဒါအပြင်ထိမ့်သိမ့်တင်တာကိုထိမ့်သိမ့်မှုစူးစမ်းနေရမယ်ဆိုတာလေမှားယွင်းတဲ့ကိစ္စမဟုတ်တာသိကြပါတယ်ပကံကနေတိမ်မဝေးလှတဲ့နေရာမှာမီးတောင်သေးတစ်ခုဖြစ်တဲ့ပုပ်ပါတောင်ရှိပါတယ်မြန်မာတပြည်လုံးမှာနတ်ကိုးကွယ်ရာဌာနအဖြစ်အထင်ရှားဆုံးနေရာလည်းဖြစ်ပါတယ်ဒီမှာနှစ်စဉ်ကျင်းပတဲ့ပွဲတော်ဟာနတ်ကိုးကွယ်တဲ့သူတွေတင်သာမကတဦးဆန့်ပိုင်ပကံဘရင်တွေလက်ထက်ကတည်းကရာစုနှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့ကြတဲ့ရိုးရာထုံးတမ်းဓလေ့တွေကိုစူးစမ်းလိုကြတဲ့သိန်းနဲ့ချီတဲ့ဧည့်သည်တွေကိုဆွဲဆောင်နေတာပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီတွေအရာတော့အနော်ရထားဘရင်လက်ထက်ကပုပ်ပါတောင်ပေါ်မှာပန်းစားဘလူးမတူရှိပါတဲ့လူတာမန်ထက်ထူးခြားတဲ့စွမ်းရည်ရှိတဲ့နန်းတော်ကမင်းမှုထမ်းဟာပုပ်ပါကိုအာကလူသားတို့ရဲ့အမြန်နှုံးနဲ့နေ့စဉ်လာပြီးပန်းခုကဘရင်ကိုဆက်သားရပါတဲ့ဒီတော့မှန်းလို့ရနိုင်တယ်လို့ပဲဒီအမှုထမ်းဟာမိမိကိုယ်ကိုလှပတဲ့လူသားမိမ့်မပြူတယောက်အသွင်ဖြစ်အောင်ဖန်ဆင်းနိုင်တဲ့ပန်းစားဘလူးမနဲ့တွေ့ဆုံချစ်ကြိုက်ခဲ့ရာကသူတို့နှစ်ဦးမြစ်တာရဲ့အသီးအပွင့်ဖြစ်မွေးဖွားခဲ့တဲ့အမွာသားယောက်ျားလေးနှစ်ယောက်ဟာနောင်ကြတော့ပုပ်ပါတောင်ကိုစောင့်တဲ့နတ်မင်းတွေဖြစ်လာကြတာပါပဲကဘာလှည့်ခရီးသွားများကတော့ပွဲတော်ချိန်မဟုတ်ပေမဲ့လေမီးသေးတောင်ကြီးပေါ်အတက်လန်းတစ်လျှောက်စိတ်ဝင်စားစရာနတ်ကွန်းတွေရှိနေလို့ပုပ်ပါဘက်ကိုလှည့်လာကြတယ်ကျမတို့လည်းပုပ်ပါဘက်ကိုဥတီခဲ့ကြပေမဲ့တောင်ပေါ်တက်ဖို့မဟုတ်ပဲတောင်ကြီးကအမျိုးသားဥယျာဉ်ကိုသွားကြည့်ဖို့ဖြစ်ပါတယ်ဥယျာဉ်အရွယ်ကအသင့်တင့်သာရှိသလိုရာသုံးငွေတင်းမျှတယုံနဲ့လဲပတ်နေရပုံကထင်ရှားပါတယ်ဒါပေမဲ့ဝန်ထမ်းတွေရဲ့ထက်သန်မှုနဲ့မြုပ်နှံမှုကတော့ဆွဲဆောင်မှုရှိပြီးဒီဌာနကိုလဲပတ်ရတာစိတ်ဝင်စားစရာလည်းကောင်းပညာလည်းရခဲ့ပါတယ်ဝင်းကျင်ဒေသထက်မြင့်နေတဲ့ကုန်းမြင့်အနေထားကြောင့်ရာသီဥတုဟာတိတ်ကိုတာတော့တာယာရှိနေပြီးမီးတောင်ချော်မီဟာရှားပါတဲ့တစ်ပင်တွေအပင်ငယ်မျိုးစိတ်တွေအတွက်ထိမ့်သိမ့်ဖို့နဲ့စိုက်ပျိုးဖို့အကောင်းဆုံးမြေမျိုးဖြစ်ပါတယ်လှပစမ်းပြတဲ့တစ်ခွတွေနဲ့လိပ်ပြာတွေပေါ်များပြီးဥယျာဉ်ကို၌ကတော့ဆေးဘက်ဝင်တဲ့ဟင်းသီးဟင်းရွက်နဲ့ပရဆေးပင်တွေကိုအထူးစိုက်ပျိုးတဲ့ဥယျာဉ်ဖြစ်ပါတယ်အပင်ထိမ့်သိမ်းရေးနဲ့သုတေသနလုပ်ငန်းတွေအတွက်
အကောင်းဆုံးဝင်းကျင်လို့ပြောရမှာပါပဲလေကအေးနေပြီးကျယ်ဝန်းတဲ့တစ်သားကပြင်ရှိနေလို့အဲ့ဒီပေါ်ကနေကျမတို့အားလုံးသဘာဝမီးတောင်ကြီးရဲ့မြင်ကွင်းနဲ့ရုက္ခဗေဒသမားတွေနှလုံးပျော်မြူးစေမဲ့စိမ့်လန့်တဲ့ရှုမြော်ခင်းတစ်ခုလုံးကိုအပြည့်အဝခံစားနိုင်ပါတယ်ပကံမှာ၄ရက်နေတယ်ဆိုတာဟာနောင်ဘယ်နှခေါက်ပဲပြန်လာအသစ်တော်တွေးရှိမှုတွေဇေဒီပထိုးတို့ရဲ့မြို့တော်ကပေးတဲ့အသစ်တော်ဖန်းစားမှုတွေရှိနေအောင်မှာပါလားဆိုတာကိုသဘောပေါက်ဖို့တောင်းငါယုံပါပဲရိုးရာလက်မှုအမှုပညာတောင်းရက်တဲ့လုပ်ငန်းအိုးလုပ်ငန်းရွန်းလုပ်ငန်းတွေဟာဆွဲဆောင်ယုံသာမကအသုံးလဲဝင်လှပါတယ်ပကံဆိုတာတကယ်ကတော့မြမရွန်းလုပ်ငန်းရဲ့အချက်အချာနယ်မြေပဲဖြစ်ပါတယ်ရှေးကြားလာတဲ့ဤပညာနဲ့ဒီဇိုင်းတွေကိုပဲထိမ့်သိမ်းလှုပ်ဆောင်နေကြတာဖြစ်ပေမဲ့အသစ်အစမ်းဘတ်တို့လည်းဥတီဖို့လိုတယ်ဆိုတာကိုသိရှိနေကြပါတယ်တခြားနိုင်ငံတွေကလောက်ကင်ပုံတွေကိုလေးလာသင်ယူဖို့လည်းထက်သန်နေကြပြီးရွန်းဆိုင်ကြီးတစ်ခုကဆိုင်ရှင်အမျိုးသမီးတစ်ယောက်ဆိုမြမရွန်းရဲ့အရေးသွေးပိုကောင်းအောင်နီးလန်းရှာဖို့ဂျပန်မှာအချိန်အတော်ကြာနေခဲ့ဘူးပါတယ်။သမိုင်းဘီတုကအမှုပညာသဘာဝတရားရဲ့အလှပတွေနဲ့ပတ်သက်လို့ပကံကအများကြီးသင်ပေးနိုင်ပါတယ်။ဒါပေမဲ့ဒီဒေသရဲ့အကြီးမားဆုံးပိုင်ဆိုင်မှုကတော့သူ့ဒေသကလူတွေပါပဲ။ဂုံယူဖွယ်ရာမြို့တော်ဟောင်းသားတွေပြီးတိမ်မွေ့ရင်ကျေးကြပါတယ်သူတို့ရဲ့ရုပ်ပတ်ဝန်းကျင်ကထူးခြားသလိုသူတို့ရဲ့နှစ်လိုဖော်ရွေမှုကိုအမြဲအမှတ်ရစေရပါဒီနေ့လေခင်းမှာကျမတို့နေ့လယ်စာကိုတရပါ3ဆိုတဲ့ဆိုင်မှာစားဖြစ်ခဲ့ပါတယ်တပွဲရှည်တချို့နဲ့ခုံတန်းလျာတချို့ကိုတစ်ပင်ရိပ်တွေအောက်မှာခြာခင်းထားတဲ့ဆိုင်မြသာဖြစ်ပေမဲ့လို့ပကံမှာတော့ကြော်ကြားတဲ့ဆိုင်တစ်ဆိုင်ပဲဖြစ်ပါတယ်တရပါတစ်ကလည်းဒီလိုဆိုင်မျိုးပဲဖြစ်ခဲ့ပြီးမူလနေရာကနေရွှေ့သွားခဲ့ရပါတယ်ဆွဲမြဲတဲ့စားသုံးသူတွေရဲ့အလိုအရတရပါနှစ်ကိုအခြားအပင်အောက်မှာဖွင့်ခဲ့ပါတယ်တရပါနှစ်ရွှေ့သွားရပြီးတဲ့နောက်မှာပရိသတ်တွေကလည်းဒါဆိုဒါမှဆိုတော့တရပါ3ဆိုတာပေါ်လာတော့တာပါပဲတစ်ပင်ရိပ်အောက်ကစပွဲတစ်ခုမှာတနက်လောက်စားကြည့်ရင်ပဲတရပါကစားပေါ်ရနဲ့ဖြူငါမှုကိုနှစ်သက်ကြတဲ့လူတွေဘာကြောင့်ဒီကိုပြန်လာကြတယ်လဲဆိုတာနားလည်သွားမှာပါပဲအမေရိကန်ငွေ50ထက်နည်းတဲ့ကျပ်300လောက်ဆိုတော်တော်များတဲ့ထမင်းနဲ့လူတလောက်လိုက်ပေးတဲ့တနက်ခရမ်းကျင်တီချက်နှမ်းပတ်ချင်တော့ငပိနဲ့အရွက်ကြော်စတဲ့ဟင်းရံ4-5မျိုးရပါတယ်ပုံမှန်စားနိုင်သူတယောက်အတွက်ဒီအရန်ဟင်းကတည်းလုံလောက်နေပါပြီအသားဟင်းနဲ့ငါးဟင်းတချို့လဲစပွဲပေါ်မှာခြာထားပါသေးတယ်ကိုပကံနဲ့ထဲ့စားတဲ့အတုံးတွေအတွက်ပဲကိုပေးရပါတယ်ပကံကိုရက်အနှဲငယ်သွားခဲ့တဲ့အကြောင်းကိုရေးမယ်ဆိုရင်စာအုပ်တအုပ်စာလောက်တောင်ရေးနိုင်ပါပါဒါပေမဲ့ဒီမှာရင်ရက်တော့မယ်ဆိုတော့အစားတောက်ကဏ္ဍနဲ့အဆုံးသတ်တာထက်ကောင်းတာမရှိနိုင်ပါဘူးဒါကြောင့်ကိုတိုင်ပဲပကံကိုအားလက်ရက်လာရင်တရပါကရိုးလေးစားမြိန်စရာတွေကိုနီးလှဲ့ကြည့်ပါလို့ပဲရိုးလေးပြောလိုက်ပါရစေအောင်ဆန်းစုကြည်